မင်္ဂလာပါရှင်ဒီနေ့ပြပြခြင်းတဲ့အကြောင်းလေးကတော့မိခိုပေါ့နော်မိခိုဗီဇာနဲ့ကိုယ့်ရဲ့အိမ်နောက်ဘက်ဒေသသမီးတွေကိုခေါ်မယ်ဆိုတဲ့အခါနဲ့ပတ်သက်တာလေးကိုပြပြခြင်းပါတယ်မိခိုဗီဇာလက်ထပ်ဗီဇာပေါ့နော်ဒါပေမဲ့ဒီနေရာမှာပထမဆုံးကျွန်မသိတဲ့လောက်ပြပြမှာပါနော်ပထမဆုံးပြောချင်တာကအခုဗာလဲမြန်မာပြည်မှာအိမ်အောင်ရှိရပေါ့နော်အိမ်အောင်ရှိတယ်အိမ်အောင်ရှိသူ့ရဲ့အထည်မှာအမျိုးသားဖြစ်ဖြစ်မျိုးသမီးရဖြစ်ဖြစ်ဂျပန်ကိုအလုံးနဲ့လာမယ်ပေါ့နော်။ work visa ပေါ့ work visa ပဲထားပါတော့ work visa နဲ့လာမယ်။လာပြီးတဲ့ခါကျလို့ရှိရင်ကျွန်မအလုံးလုပ်တယ်။နောက်တစ်ခုကကျတော့ခိုင်ကော်ဖူခုရှိအနေနဲ့အလုံးလုပ်ကြတယ်လေ။ဒါပေမဲ့အိမ်အောင်ကျောင်းသားဘဝနဲ့လာပြီးတော့ပုံပြီးတော့ work visa ဝင်တယ်လို့ကျောင်းသားဘဝတွေကအိမ်အောင်ကြားခဲ့တယ်ဒါမှမဟုတ်ရှင်ကျောင်းတက်နေတဲ့တဝက်တော့ကျမှကိုကမြန်မာပြည်ပြန်ပြီးလက်ထပ်ထားတယ်လို့ရှိရပြီးရင် work visa နဲ့အလုံးလုပ်ကြတယ်ပေါ့နော်။အဲ့လိုလူတွေကကိုကအခုအိမ်အောင်ဘက်ကိုခေါ်လို့ရတဲ့ဗီဇာဖြစ်သွားပြီကိုရှိမှာသားသမီးရှိရဆိုတဲ့သားသမီးပါပါတယ်ပေါ့နော်ဘယ်ချိန်မှာစခေါ်ရမလဲပေါ့နော်တော်တော်များသိချင်ကြတယ်ဥပမာကိုအလုံးဝင်ပြီးတော့တစ်နှစ်နေမှာခေါ်လို့ရမှာလားနှစ်နှစ်နေမှာခေါ်လို့ရမှာလားပေါ့နော်အဲဆိုတော့လောလောဆယ်ပေါ့နော်ဒါကျမသိတဲ့လောက်နဲ့ကျမနဲ့ကျမရှင်းနေတဲ့ဝန်ဆောင်မှုပေးနေရပါတော့ကျမတို့ကတော့သူအလုံးဝင်ပြီးတော့3လဆိုလို့ရှိရင်ဆောက်လုပ်ပြီးပါတယ်ခေါ်လို့ရပြီပေါ့နော်သူ့ရဲ့ဥမာသူ့ရဲ့လာစာပြနိုင်ပြီကွာလာစာ3လဆိုလာစာစာရွက်ကတော့ထွက်နေပြီကွာပထမလာရပုံမှန်ဥမာ4လပိုင်းကိုအလုပ်ဝင်နေဆိုရင်လာစာစာရွက်ရမှာက9လပိုင်းမှရမယ်ဆိုတော့ပြင်နာစင်နာနဲ့ခေါ်ရတဲ့ပြင်နာစင်6လပိုင်းလောက်ဆိုစခေါ်လို့ရပြီပေါ့နော်အဲ့လိုသဘောမျိုးပါနောက်ပြီးတော့ကုမ္ပဏီနဲ့သူနဲ့စာချုပ်ထုတ်ထားတဲ့အလုပ်သမားနဲ့ကုမ္ပဏီသားမှာရှိတဲ့အလုပ်သမားစာချုပ်ပေါ့နော်ဆေးဆိုင်ဆိုဆေးဆိုင်ပေါ့နော်ဆေးဆိုင်ကတော့အကောင်းဆုံးပေါ့နော်ဆိုရင်ခေါ်လို့ရပြီပေါ့နော်မြန်မာပြည်မှာရှိခဲ့တဲ့ဒီမှာတခုပြောချင်တာကဂျပန်မှာကမိခိုဗီဇာကိုပေးလို့ရတာကကိုယ့်ရဲ့အိမ်နောက်ဘက်ရဲ့သားသမီးရဲ့ထားပဲရပါတယ်တခြားနိုင်ငံတွေမှာတော့မသိဘူးပေါ့နော်ဟိုမိဘတို့မောင်နှမတို့ပေါ့နော်အဲ့လိုလူတွေကိုပေးလို့မရဘူးပေါ့နော်အဲ့ဒါတခုအဲ့ဒါဆိုလို့ရှိရင်စခေါ်ပြီးတော့ဗီဇာဘယ်လောက်နေရမှာလဲဆိုတော့ခံမှန်းပြောလို့မရဘူးပေါ့နော်ဥပမာတိုကျို immigration တိုကျို new gan တို့ဘာလို့ဆိုရင်ကြာတက်တာတွေပါရှိပေါ့9လ6လတော့ကြားတဲ့လူတွေရှိအခုနောက်ပိုင်းသူအလုံးရှုပ်တော့လေဆိုတော့ဥမာကိုကစပြီးပြင်ဆင်တာနဲ့ဗာနဲ့ဆိုလို့ရှိရင်9လ10လလောက်မှန်ထားတော့ကောင်းတာပေါ့နော်ပို့လို့အဲ့လောက်ဆိုလို့ရှိရင်တော့ရမယ်ဆိုတဲ့သဘောမှာကဲအဲ့ဆိုလို့ရှိရင်တချို့ကဘယ်လိုရှိလဲဆိုတော့အိမ်အောင်ဘက်လည်းရှိရယ်ခလေးက2ယောက်လောက်ရှိရထားကွာအဲ့ဆိုရင်ကိုယ့်ရဲ့မိကိုယ်ထဲမှာ3ယောက်ထည့်မယ်ပေါ့နော်3ယောက်ထည့်ရမယ်ဆိုရင်ဝင်ငွေပေါ့နော်ဝင်ငွေက1020လောက်ပဲရမယ်ဒါသူ့ရဲ့လာစားတစ်လား1020လောက်ပဲရမယ်ဆိုလို့ရှိရင်လေအဆင်မပြေပြန်ဘူးပေါ့နော်အဲ့ဒါကတစ်ချက်ပေါ့နော်ဘာဖြစ်လို့အဆင်မပြေလို့ဆိုတာမိကို3ယောက်တည်းမှာနင်းရမယ်ပတ်စံ1020နဲ့ဘယ်လိုဒီမှာစားတောက်မလဲဆိုတဲ့ပုံစံမျိုးတွေမိကုန်းထုတ်လာမျိုးရှိရပေါ့နော်ဆိုတော့1020လောက်ဆိုရင်1ယောက်ဆိုရင်ရတယ်ပေါ့နော်အိမ်နောက်ဘက်1ယောက်ဆိုရတယ်ပေါ့နော်သားသမီးနောက်1ယောက် plus ပေါင်းမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်နောက်ဘက်နဲ့အမျိုးသားဖြစ်မျိုးသမီးဖြစ်ကလေးနဲ့ကလေး1ယောက်ဆိုလို့ရှိရင်အကောင်းဆုံးကတော့25,000လောက်ကိုယ့်ရဲ့လာစားတာ25,000လောက်ရရင်အကောင်းဆုံးပေါ့နော်23လောက်ဆိုလို့ရှိရင်မဆိုးလို့ပြောကြရပါတော့1020နဲ့ဥမာခလေးက6လတစ်နှစ်လောက်ပဲရှိသေးတယ်မိန်းမနဲ့ဘလို့မှလည်းခလေးကိုထားခဲ့လို့ရပါစင်မပြောဒါပေမဲ့ကိုယ့်လာစား1020ပဲရှိရပေါ့နော်အဲ့လိုဆိုရင်တော့ဘလို့လုံးမလဲပေါ့နော်ကြာမိန်းမကလည်းမလားအောင်လားပေါ့နော်ဘာဖြစ်လို့ဆိုကိုယ့်သားသမီးတယောက်တည်းထားခဲ့ဖို့လည်းအဆင်မပြေဘူးလေဘယ်သူမှတော့ထားခဲ့ချင်မှာမဟုတ်ဘူးအဲ့မျိုးကြလို့ရှိရင်တော့ကျမတို့ကတော့ဘလို့ပဲဆိုခလေးကဒါအမေနဲ့ခွဲလို့မရဘူးပေါ့နော်ဘလို့မှခွဲလို့ရတဲ့အသက်အရွယ်လည်းမဟုတ်ဘူးအဲ့လိုမျိုးပါလိမ့်ပေါ့အကြောင်းပြချက်တွေထည့်ရေးပြီးတော့အတနာခံတဲ့ပုံစံမျိုးတွေရေးပြီးရင်တော့ရာကောင်းရနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်အဲ့ဒီအတွက်ကိုမီကိုထည့်မဲ့လိုရဲ့အရေးအတွက်နဲ့ကိုယ့်ရဲ့ဒီမှာရတဲ့လာစာပေါ့လေအကျိုးသက်ရောက်မှုတချို့ရှိရပေါ့နော်အဲ့ဒါပါပဲနောက်တစ်ခါကျတော့အဲ့လိုမဟုတ်ဘဲနဲ့ချစ်သူရေးစားအခုကချစ်သူရေးစားပဲဒါပေမဲ့လက်ထပ်ပြီးရင်ခေါ်ခြင်းနေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းပြန်ပြီးလက်ထပ်ပေါ့ဒါပေမဲ့ကျမတို့နိုင်ငံအခြေအနေကကျတော့ပြန်ပြီးလက်ထပ်ဖို့လေအဆင်မပြေတဲ့အခြေအနေလေဆိုတော့ယောက်ျားလေးဆိုရင်ပြန်ဖို့မတင်တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလက်ထပ်မလဲပေါ့နော်ဆိုတော့ဒါကတော့ထိုင်းတို့ဘာလို့မှမြန်မာတွေလည်းအများကြီးရှိရဆိုတော့လက်ထပ်လို့ရတယ်ကွာတရားဝင်တော့ဖြစ်ကြမယ်ကွာဘာဖြစ်လို့တရားဝင်ဖြစ်မှဒီစာရွက်စာတမ်း new gan တင်ရမှာဖြစ် immigration တင်ရမှာဖြစ်တဲ့အတွက်တရားဝင်ဖြစ်လို့စာရွက်စာတမ်းနဲ့လက်ထပ်ပြီးလို့ရှိရင်တော့ကိုကပြန်လာပေါ့နော်ကိုကပြန်လာကဲတခြားတယောက်ကမြန်မာပြည်ကကောင်မလေးနဲ့ဥမာဂျပန်ကောင်လေးနဲ့ထပ်မှတ်ထားပေါ့နော်ဥပမာပေါ့
လက်ထပ်ပြီးလို့ရှိရင်အမနှစ်ပတ်တစ်လလောက်လက်ထပ်ပြီးတော့လေကြပတ်ကြတူလေကြပတ်ကြမယ်ကွာဟန်နီမွန်းနဲ့ထိုင်းမှာပဲလေကြပတ်ကြမယ်ပြီးလို့ရှိရင်တော့အလုပ်ပြန်လုပ်ကမှာဆိုအကောင့်လေးလည်းပြန်လာကောင်မလေးကညီမကြီးတော့ပြန်ရမှာပေါ့နော်တစ်ခေါက်တော့ပြီးတဲ့ခါကျမှကောင်လေးကဒီဘက်ကနေဂျပန်ဘက်ကနေရှောက်ပေးတာပေါ့နော်ရှောက်ပေးတာမျိုးလေးနဲ့ဂျပန်ဘက်ကနေမိခိုဗီဇာရှောက်တာမျိုးလေးလည်းလုပ်လို့ရတယ်ပေါ့နော်အခုလို့ဆိုကျမရဲ့ customer တွေကိုအဆင်ပြေအောင်ပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်တော့ကျမနဲ့အရင်ကလုပ်နေတဲ့အတူတွဲလုပ်နေတဲ့ agency อ่ะဆိုတော့မြန်မာပြည်မှာကျမတန်ရုံးဝင်တာတို့ဘာလို့အစစရရမြန်မာပြည်ကကျမရဲ့လက်တွဲလုပ်နေတဲ့ agent အကူကလုပ်ပေးတယ်ပေါ့နော်ထိုင်းမှာလည်းကျမကကျမနဲ့လက်တွဲလုပ်ဖို့ဘယ်လိုပြောမလဲစီစဉ်ထားပြီးတဲ့ညီမလေးတယောက်ရှိရပေါ့နော်သူကလည်းအဲ့လိုမျိုးတန်ရုံးထိုင်းမှာရှိတဲ့ကျမ customer တွေတန်ရုံးဝင်တာတို့နောက်ပြီးတော့အဲ့လိုမျိုးလက်ထပ်တာကြီးပိုင်းလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးသူစားပစ်ပေးရပေါ့နော်အဲ့လိုမျိုးကျမချိန်ထားတာပေါ့နော်အဲ့လိုမျိုးလည်းလုပ်ပေးပါရနော်ပြီးတဲ့နောက်တစ်ခါနောက်ဆုံးကကြတော့အဲ့ဒါပါပဲနောက်တစ်ခုကကြတော့တော်တော်များများသိချင်တဲ့သူမသိတဲ့သူလည်းရှိသူသိပြီးသားသူလည်းရှိပေမဲ့ဒီမှာထပ်ပြီးပြောချင်တာပေါ့နော်မီကိုဗီဇာခေါ်လို့ရတဲ့ဗီဇာတွေကတော့အများကြီးဗီဇာအမျိုးအစားအများကြီးရှိရလေအဲ့ထဲမှာခေါ်လို့မရတဲ့ဗီဇာပဲကျွန်တော်ပြောရမယ်နော်ခေါ်လို့မရတဲ့ဗီဇာတွေကတော့ training နဲ့လာတဲ့သူတွေကမီကိုဗီဇာခေါ်လို့မရဘူးနောက်တစ်ခုကကြတော့တုတ်ကြီးဟီနိုအချီဆိုရင်တော့မရဘူးပေါ့နော်တက်ဆိုတော့မရဘူးနှစ်ပေါ့နော်နီးဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဆိုတော့တုတ်ကြီးဟီနိုအချီကမရဘူး training လည်းမရဘူးနော်ចောင်းသားဆိုလို့ရှိရင်လည်းနီဟွန်ဂိုကကိုတို့ဘာတို့ဂျပန်စာအကြောင်းတွေပါဆိုတော့မရဘူးတက်ကူတိုတို့မာစတာတို့တက်မယ်ဆိုလို့ရှိရင်တော့ရပြီပေါ့နော်ခေါ်ချင်တယ်ဒါပေမဲ့ចောင်းသားတော့မတိုင်းပြောရင်မီကိုခေါ်ဖို့တော့ရှင်းခက်တယ်ပေါ့နော်ဘာဖြစ်လို့သူ့ရဲ့မွေအင်အားပြရမယ်လေအလုံးလုံးခွင့်က28နာရီပဲရှိတဲ့အတွက်တခြားဥမာကိုယ့်ရဲ့မိဘရှိကဒီလိုမျိုး support တစ်လောင်းဥမာ1020ရနေပါတယ်1030ရနေပါတယ်အဲ့လိုမျိုးတော့ပြရမယ်လို့မလို့ကျွန်မအဲ့ဒါအကြောင်းသားနဲ့ပတ်သက်ပြီးတော့အခုချိန်ကြီးမိခိုဗီဇာနဲ့မလုပ်ဘူးတော့မသိဘူးပေါ့နော်ဒါပေမဲ့လေ့လာမိတဲ့လောက်တော့အဲ့လိုပြနိုင်မှရမယ်ပေါ့နော်အဲ့တော့ကျန်တဲ့ဥမာ web visa တို့တုတ်တေးကီနိုနီးတို့နောက်ပြီးတော့ခိုင်ကောနဲ့ scholar နဲ့လာကြရပြီးတော့မှခိုင်ကောဖူကူရှီဆောင်မွေးအောင်ခိုင်ကောဖူကူရှီဖြစ်သွားရလို့ဆိုတော့ခေါ်လို့ရပြီပေါ့နော်ဒါကျမတို့လူတော်တော်များများကင်ထားတဲ့ဗီဇာတွေကိုပြောပြပါပေါ့နော်နောက်ပြီးတော့မှဂျပန်လူမျိုးနဲ့လက်ထပ်မယ်ဒါကတော့ထိုးစမ်းရတာပေါ့နော်ဂျပန်နဲ့လက်ထပ်မယ် PR နဲ့လက်ထပ်မယ် PR ယူထားပြီးသားလူနဲ့လက်ထပ်မယ်တေးကျူးဗီဇာရှိပြီးသားလူနဲ့လက်ထပ်မယ်ဆိုအဲ့ဒါတွေကအကုန်ရရပေါ့နော်နောက်ပြီးတော့တခြားဗီဇာအမြင့်နေပေါ့နော်ဒီ research လောက်တာတော့နောက်ပြီးတော့တက္ကသိုလ်မှာဆရာမလုပ်နေရတို့အဲ့လိုဗီဇာနဲ့သူတွေဆိုနေရတယ်ပေါ့နော်နောက်ပြီးတော့မရတာကတော့ကျွန်မခေါင်းကပြောဆို training နဲ့တကူကြီးကီနိုအချီခေါ်တယ်နောက်ဆုံးကတော့ခါဆိုဆိုပေါ့နော်ခါဆိုဆိုဗီဇာဆိုအခုကျွန်မတို့နိုင်ငံရေးကြောင့်နောက်ပိုင်းမှာဂျပန်မှာများလာတော်တော်များများလူတွေကင်လာတဲ့ဗီဇာပေါ့နော်ခါဆိုဆိုဗီဇာနဲ့သူတွေဆိုလို့ရှိရင်လည်းခေါ်လို့မရဘူးပေါ့နော်ခေါ်လို့မရပါဘူးရှင်ဟုတ်ကဲ့ပါမီကိုဗီဇာနဲ့ပတ်သက်ပြီးတခြားသိချင်တာလေးရှိလို့ရှိရင်တော့ကွန်မန့်မှာရေးပေးခဲ့ပါနော်အားလုံးပဲကျေးဇူးပါ bye bye